ဒါကတော့ဒီကျွန်တော်တို့ဒီ fashion atelier ရဲ့ night shift ပေါ့နော်customer ကဒါဘောင်းမီအပ်ထားတာပေါ့ spine band အပ်ထားတာ customer ပေါ့နော်ကိုယ်တိုင်းနဲ့အပ်ထားတဲ့ဟာကိုညနေကပေးလိုက်တော့ပေးလိုက်တဲ့အချိန်မှာဟိုမီးကြွေတိုက်ချလိုက်တာတဲ့ customer သူ့လက်ထက်ရောက်လိုက်မှအဲ့မှာပတ်သွားတော့ကျွန်တော်တို့ဒါနှစ်ပြန်ဝေးရမှာဆိုညာတွင်ချင်းပြန်ချုပ်ပေးပါအောင်ဆိုတော့ဒါညာတွင်ချင်းပြန်ချုပ်ဖို့တော့ဒါ night shift ဆင်းနေတာပေါ့နော်attack customer လည်းကျွန်တော်တို့ရဲ့ဒီပေါ့နော်အများနဲ့ attack customer ဆိုတော့လေဒါကျွန်တော်တို့ရဲ့ဒါဝန်ဆောင်မှုပေါ့ညာတွင်ချင်းဝန်ဆောင်မှုဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူပေါင်းမိနေတူတူလိုက်ချုပ်လိုက်ကြရအောင်ပေါ့နော် customer ရဲ့မင်္ဂလာဆောင်ကိုပေါ့နော်သွားပြီးတော့တစ်ပြည့်နှစ်ပြည့်စောက်တောက်ခဲ့တော့မင်္ဂလာဆောင်တို့သားရဲ့အောင်မျိုးဒါချုပ်ပေးရတော့ခုလိုမျိုးညာတွင်ချင်းပြန်ချုပ်ပေးရတော့ပျော်ရဲလားပေါ့နော်အဲ့လောက်ကြည့်ကြတော့လောက်ပါနဲ့ full stop လောက်ပါနဲ့ကောင်းလား ဆက်လိုက်မိုက်တာအားလည်းဗတ်တွေစားရင်လုံးနေကြအောင်တော့မှာဆက်ရှည်ပြီးတော့စားလောရတာဗာမိလေးတက်2နာရီ3နာရီခက်တည်နေမှာဗတ်တွေပါတက်ကြမသိညာတိုင်းဆင်းကြပါတယ်ပေါ့ဘလော်တဲ့ထဲပေါ့